皆さんのဂျပန်ကကုမ္ပဏီကပြင်ဆင်ပေးထားတဲ့ကုမ္ပဏီအိမ်ယာကအရန်ကိုအဆင်ပြေပေမဲ့အမှန်တော့အခန်းထဲမဝင်ခင်မှာကျင်းတွေပေါက်မစစ်ဆေးထားရင်နောက်ပိုင်းမှာပြဿနာကြီးကြီးမားမားဖြစ်နိုင်တဲ့အချက်ကတည်းရှိပါတယ်ပထမအချက်ကတော့တကယ်အိမ်လာကဖြစ်ပါတယ်ကုမ္ပဏီအိမ်ယာဆိုတာကအလကားမဟုတ်ပါဘူးလာစဉ်လာတိုင်းမိမိရဲ့လာစာတွေကဘယ်လောက်အပြတ်ခံရမလဲဆိုတာကိုအစာတွေကစာရွက်စာတမ်းနဲ့ကျင်းတွေပေါက်အတည်ပြုတာပါဒုတိယအချက်ကတော့မီတာကားနဲ့အင်တာနက်ပိုးဖြစ်ပါတယ်။လျှပ်စစ်၊ဂတ်စ်၊ရေပိုးနဲ့ Wi-Fi အင်တာနက်ပိုးတွေကအိမ်လခထဲမှာပါဝင်ပြီးသားလား။ဒါမှမဟုတ်မိမိကိုယ်တိုင်ပေးဆောင်ရမလားဆိုတာကိုရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ။တတိယအချက်ကတော့ဘယ်သူနဲ့အတူနေထိုင်ရမလဲဆိုတာဖြစ်ပါတယ်။တယောက်တည်းတည်တံ့နေထိုင်ရမှာလား။ဒါမှမဟုတ်အခြားဝန်ထမ်းတွေနဲ့အတူတိုက်ခန်းတစ်ခုထဲမှာအတူတူမျှဝေပြီးနေထိုင်ရမှာလားဆိုတာပေါ့မူတည်ပြီးတော့နေထိုင်မှုပုံစံကလုံးဝကွဲပြားခြားနားသွားနိုင်ပါတယ်။စတုတ္ထအချက်ကတော့လျှပ်စစ်ပစ္စည်းနဲ့ပရိဘောဂတွေဖြစ်ပါတယ်။ရေခဲသေတ္တာ၊အုတ်လျှော်စက်၊မိုက်ခရိုဝေ့နဲ့အိပ်ယာစားတာတွေကအစတည်းကအခန်းထဲမှာရှိပြီးသားလား။ဒါမှမဟုတ်ကိုယ်တိုင်ပြင်ဆင်ဖို့လိုအပ်လားဆိုတာကိုသေချာစစ်ဆေးကြည့်ပါ။ပစ္စမအချက်ကတော့အခန်းဖယ်ပေးရမယ့်စည်းကမ်းချက်ပဲဖြစ်ပါတယ်။အကယ်၍အလုပ်ပြောင်းတာမျိုးဒါမှမဟုတ်အလုပ်ထွက်တာမျိုးလုပ်ခဲ့မယ်ဆိုရင်ဘယ်နှစ်ရက်အတွင်းအခန်းကနေထွက်ခွာပေးရမလဲဆိုတာကိုကြိုတင်ပြီးကျိန်းသေစစ်ဆေးမေးမြန်းတာပါ။စည်းကမ်းချက်တွေကိုသေချာစစ်ဆေးပြီးတော့တတောင့်တတာရှိတဲ့ဂျပန်နိုင်ငံရဲ့လူနေမှုဘဝကိုစတင်လိုက်ကြရအောင်။တက္ကသိုလ်ကဝန်ထမ်းတွေရဲ့အခန်းရှာဖွေခြင်းနဲ့အလုပ်ကိုင်ကြောင်းတွေကိုတိုင်ပင်ဆွေးနွေးခြင်းနဲ့ဆိုရင်ကျေးဇူးတွေကိုဆက်တွဲလိုက်ပါနော်။